အားလုံးပဲမင်္ဂလာပါဂျပန်ရန်တရားတဲ့နဲ့ပစ္စည်းအမျိုးအစားမြောက်များစွာကိုဝေယူနိုင်တယ်အဲ့ဒီတစ်ချက်ကြောင့်လူကြိုက်အများဆုံးဆိုင်လို့လည်းပြောလို့ရတယ်ဆိုင်ရဲ့နာမည်ကတော့ Daiso ပါဟုတ်ကဲ့ပါဒီနေ့ကတော့ Daiso ဟာဘယ်လိုမျိုးဆိုင်မျိုးလဲပြီးတော့သူ့မှာဘာတွေရနိုင်တယ်လဲသူ့ရဲ့ကုန်ကြစည်ကဘယ်လိုသွားတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်โอเคပါပထမဆုံးအနေနဲ့ Daiso ဟာဘယ်လိုမျိုးဆိုင်မျိုးလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တမန်အနည်းငယ်ရှင်းပြသွားပါမယ်ဂျပန်လူမျိုးဖြစ်တဲ့ Mr. Hiro Takayano ဆိုတဲ့သူဟာ1982ခုနှစ်မှာသူကစီးပွားရေးလုံးဝကိုအကျက်အတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ကာလမှာသူ့ရဲ့ Yano Shoten ဆိုတဲ့ဆိုင်တေးသေးလေးပေါ့နော်အမှသူကလမ်းဘေးဆိုင်လိုမျိုးပုံစံပေါ့နော်သူ့ရဲ့ရင်ပေါ်မှာခင်းကျင်းပြီးတော့စရောင်းခဲ့တဲ့နေရာကနေယနေ့Daiso Industry ဆိုပြီးတော့ဖြစ်လာခဲ့တာဖြစ်တယ်ပေါ့နော်1989ခုနှစ်မှာဆိုရင်သူ့ရဲ့ Yano Shoten ကနေ Daiso ဆိုတဲ့ဆိုင်နာမည်ကိုပြောင်းလဲခဲ့ပြီးတော့1989ခုနှစ်မှာဆိုရင်လုံးဝကိုရန်တရားသိန်းနဲ့ရောင်းနိုင်တဲ့သူ့ရဲ့ project ကိုစတင်ခဲ့တာဟုတ်တယ်ပေါ့နော်ယခုဆိုရင်သူ့ရဲ့Daiso ဆိုင်ဟာရဝင်ဖြစ်သွားပြီးတော့ဂျပန်နိုင်ငံသားမှာကနိုင်ငံတော်မှာလည်းပဲရှိနေပြီဖြစ်ပါတယ်ပေါ့နော်ဒီမှာကျွန်မသဘောကျတာတခုကပါလေဆိုရင်နေရာတနေရာထဲမှာဈေးတစ်မျိုးချင်းနဲ့ပစ္စည်းကိုလိုချင်တဲ့အရာမှန်တမျှကိုရယူနိုင်တဲ့အချက်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလုံးဝကိုစိတ်ဝင်စားစရာကောင်းတဲ့အရာပေါ့နော်သူ့ရဲ့အောင်မြင်မှုတိုးချက်လို့လည်းပြောလို့ရမယ်ဆိုတော့နောက်တစ်ခုDaisoမှာဘာတွေရနိုင်တာလဲဆိုရင်အိမ်ထောင်ပစ္စည်းအကုန်လုံးရနိုင်တယ်လို့ပြောရမယ်ဘလို့ဘာဖြစ်လို့လဲဆိုရင်အမမီးဖို့ကြောင့်သုံးပစ္စည်းတွေပေါ့နော်အမမီးဖို့ကြောင့်သုံးမှဆိုရင်အိုးခက်ပကံတွေပါတယ်ကွာအမဓာတ်တွေစင်နီတုံးတွေအစုံပါတယ်ခွက်မှာဆိုရင်ကျွေလားပလတ်စတစ်လားအစုံပါတယ်အခုကဒီအိမ်ဓာတ်သုံးတဲ့ပစ္စည်းတွေပြီးတော့ဒီတန့်ရှင်းလုပ်တဲ့ပစ္စည်းတွေနောက်တစ်ခုကစာရေးကိရိယာပြီးတော့လက်စစ်ပစ္စည်းအစုံပါတယ်ကုန်ပြောရရင်ကလေးကနေလူကြီးအထိအကုန်လုံးအသုံးပြုနိုင်တဲ့ပစ္စည်းမှန်သမျှရှိရနိုင်တယ်ပေါ့နော်ဆိုတော့အမှထူးခြားတာတခုကဘာလဲဆိုရင်ယာတီအလိုက်ရဲ့ပစ္စည်းတွေလေးထားပေးရပေါ့နော်အဲ့ဒါလုံးဝကို customer တွေအတွက်ဆွေးဆောင်မှုတစ်ခုဖြစ်တယ်လို့ပြောရမယ်ပေါ့နော်နောက်တစ်ခုသွားလိုက်ကြရအောင်ကုန်ကြစည်ကရောဘယ်လိုမျိုးသွားတယ်လဲအမှတချို့လူတွေပြောကြလိမ့်မယ်ရန်တရားဆိုင်ဆိုပေမဲ့ပစ္စည်းနေရာကလည်းတစ်ထောင်ကြားပစ္စည်းတွေလည်းရှိရပေါ့နော်ဆိုတော့အများစုကရန်တရားနဲ့ဝယ်လို့ရတယ်ဒါပေမဲ့တချို့တော့ပစ္စည်းကကြတော့နေရာ900 800 1000လောက်တွားတဲ့ပစ္စည်းတွေရှိရပေါ့နော် wireless earphone တို့ပြီးတော့ power bank တို့ပြီးတော့ bluetooth တို့ဆိုရင်1000လောက်တွားကြတယ်အမှအခွန်ပါပြီးဆိုရင်1100လောက်တွားရပေါ့နော်ဒါပေမဲ့အဲ့ဒါတော်တော်လေးတန်တယ်လို့ပြောရမှာပြလို့လဲဆိုရင်အပြင်မှာ1500 2000လောက်တွားကြတယ်ဒါကြောင့်မလို့သူ့ရဲ့အားသာချက်ကပါလေဆိုရင်ကိုဝေလိုက်တဲ့ပစ္စည်းအတွက်ကျသွားတဲ့ဈေးနှုန်းကစိတ်ကျေနပ်မှုကိုရတယ်အဲ့ဒါကကျွန်တော် 100% ပြောနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကိုလည်းအခုနေ့တိုင်းသွားနေကြဆိုင်မို့လို့ပေါ့နော်လိုအပ်ရင်လိုအပ်တယ်လို့သွားဝယ်နေတဲ့ဆိုင်မို့လို့အဲ့ဒါကကြတော့အာမခံတယ်ပေါ့နော်ဒါဆိုရင် Daiso ဆိုင်ကဘယ်မှာရှိနိုင်တယ်လဲကိုနေထိုင်တဲ့နေရာရဲ့အနီးတစ်ဝိုက်မှာရှိလိမ့်မယ်တချို့နေရာကတော့ဝေးရင်ဝေးမယ်နီးရင်နီးမယ်အဲ့ဒါကြောင့်နေရာအလိုက်ကွဲရပေါ့နော်ဒါကြောင့်မလို့ဂျပန်ကိုလာဖို့လုပ်နေတဲ့သူတွေဂျပန်ကိုလာဖို့စဉ်းစားထားတဲ့ညီမလေးမောင်လေးတွေတက်ပြောချင်တာကပထမအောင်ဆုံးဂျပန်ရောက်တာနဲ့တွားတဲ့နေဆိုင်ကဘေးဆိုင်လေးလို့မေးလို့ရှိရင် Daiso ရန်တရားကိုညွှန်ပေးချင်ပါတယ်ဆိုတော့ဒီနေ့ပြောပြလိုက်တဲ့အကြောင်းအရာတွေကနေမိမိသိချင်တဲ့အကြောင်းအရာလေးများရှိခဲ့ရင် comment မှာရေးခဲ့ပေးပါပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေလေးဂျပန်မှာနေဆိုရင် Daiso ကနေကိုအကြိုက်ဆုံးပစ္စည်းရပါလဲဆိုတာလေးကိုမျှဝေပေးစီချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ် See you the next video bye bye